So family များအားလုံးပဲမင်္ဂလာပါရှင်။အနည်းရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ရဲ့ pick up 5 video လေးမှာတော့အနည်းက2025ခုနှစ်ကျန်းရှိနေတဲ့6လတာအချိန်ကိုအကျိုးရှိစွာမိမိအတွက်ဘယ်လိုအသုံးချသင့်တယ်လဲမိမိကိုဘာတွေပြောင်းလဲပြင်ဆင်သင့်လဲဆိုတာရဲ့ University ကမိမိကိုကျန်းရှိနေတဲ့6လအတွက်ပေးချင်တဲ့ message ကပါလဲဆိုတာရဲ့ကိုကြည့်ပေးသွားမှာဖြစ်ပါတယ်။ဆိုဒီနေ့ရဲ့ video လေးမှာလည်းအနည်းက group လေး3ခုခွဲပေးထားပါတယ်။ group 1 group 2 group 3ဆိုပြီးတော့မှသူတို့ရဲ့သက်ဆိုင်ရာ crystal လေးတွေနဲ့အနည်း group လေးတွေခွဲထားပါတယ်။ဆိုတော့အနည်းတို့ကဒီနေ့ reading လေးကိုမယူခင်မှာကိုကစိုက်နှစ်သက်တဲ့crystal လေးတို့မဟုတ်ကိုကြိုက်နေတဲ့ group ကိုအရင်ဆုံးစပြီးတော့ရွေးချယ်လိုက်ကြရအောင်ပါနော်ပထမဆုံးအနေနဲ့ group 1ကိုကိုစားပြုတဲ့ကြောက်ကလေးကတော့ pyrite ကြောက်ကလေးဖြစ်ပါတယ် group 2ကိုကိုစားပြုတဲ့ကြောက်ကတော့ raw rose quartz ကြောက်3ကြီးဖြစ်ပါတယ် group 3ကိုကိုစားပြုတဲ့ကြောက်ကတော့ amethyst heart shape လေးဖြစ်ပါတယ်မိမိကြိုက်နေတဲ့ group မိမိကြိုက်နေတဲ့ crystal ကိုရွေးချယ်ပြီးသွားပြီဆိုရင်တော့ဒီနေ့အတွက်ကိုယ့်ရဲ့ message လေးကိုစပြီးတော့လက်ခံလိုက်ကြရအောင်ပါနော် group 1 so family များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့အတွက် reading လေးကိုစတင်လိုက်ကြရအောင်ပါဒီကနေ့မှာတော့အနေတို့က2025ခုနှစ်ရဲ့ကျန်ရှိနေတဲ့6လမှာမိမိအတွက်ဘာတွေစောင့်ဆိုင်နေတယ်လဲဘာတွေကိုကိုပြင်ဆင်ထားတင်တယ်လေဘယ်လိုအရာတွေရှိနေမလဲဆိုတာအဖြစ် University ကမိမိကိုပေးချင်နေတဲ့နောက်6လအတွက် message ကိုလက်ခံယူသွားကြမှာဖြစ်ပါတယ်။အဲ့တော့ group 1ကိုစားပြုတဲ့ကြောက်က pyrite ကြောက်လေးဖြစ်ပါတယ်။ဆိုတော့ pyrite ကြောက်ကတော့အနေတို့အတွက် transformation ကိုစားပြုတဲ့ကြောက်ဖြစ်ပါတယ် rapid transformation ကိုစားပြုတဲ့ကြောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ဘဝမှာခက်ခဲတဲ့ပြောင်းလဲမှုတွေစတင်လှုပ်ဆောင်တဲ့ကြောင့်ညွှန်ပြနေတဲ့ကြောက်လေးဖြစ်ပါတယ် pirate ကြောက်ကမိမိစီကိုရောက်လာပြီးဆိုရင်ကိုယ့်ရဲ့ဘဝမှာ transformation တွေဖြစ်ရပါတယ်ကိုယ့်ရဲ့ပုံစံအဟောင်းတွေကွာခြားကြတယ်ကိုယ့်ပေါ်မှာမိတ်ဆွေစစ်ကဘသူလဲမိတ်ဆွေသူကဘသူလဲဆိုတာကိုခွဲခြားပြီးသိမြင်လာကြတယ်ကိုယ့်အတွက်မဟုတ်တဲ့ဘဝရဲ့လမ်းကြောင်းတွေကလည်းရုပ်ချီပြောင်းလဲမှုတွေဖြစ်တဲ့အောင်လှုပ်ဆော်ပေးတဲ့ကြောက်ကလေးတွေဖြစ်ပါတယ်ဆိုတော့အန်တို့ group so family များကိုနောက်6လအတွက်ကိုစားပြုနေတဲ့ကတ်ကိုအန်တို့စပြီးတော့ဆွဲကြည့်လိုက်ကြပဲဆိုရင်တော့Chambers of the Violet Flame ဆိုတဲ့ကတ်ကလေးထွက်လာပါတယ်ဆိုတော့ဒီကတ်ကpowerful ဖြစ်တဲ့ကတ်လို့ပြောလို့ရပါတယ်ဆိုရှေ့မှာအနေတို့ရခဲ့တဲ့ pirate ကြောက်ကလေးနဲ့တော့ energy ချင်းဆင်တူပါတယ် Chamber of the Violet Flame ကဘာကိုစားပြုနေတယ်လဲဆိုတော့ကိုယ့်ရဲ့ဘဝမှာမလိုအပ်တဲ့အရာတွေလောက်ကျွမ်းပြကြစေပြီးတော့မှကိုယ့်ရဲ့ပုံစံအသစ်ကို embrace လုပ်ပြီးတော့မှကြိုးဆိုခြင်းကိုစားပြုနေတဲ့ကတ်ဖြစ်ပါတယ် Karmic release ကိုညွှန်ပြတဲ့ကတ်ဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဘဝမှာဆက်ဆရာရှိတဲ့ကံကြွေးတွေအားလုံးကိုဆက်ခဲ့ပြီးဆိုတာကိုညွှန်ပြနေတဲ့ကတ်ကလေးလေးဖြစ်ပါတယ်ဆိုတော့ group 1 soul family များအတွက်2025ခုနှစ်ရဲ့နောက်6လကရုပ်ချီးပြောင်းလဲမှုပို၍ကောင်းသောပြောင်းလဲမှုတွေလာလိမ့်မယ်လို့အနေရောခိုင်မာစွာယုံကြည်နေပါတယ်။အရှိ6လမှာကိုယ့်ရဲ့အချိန်တွေကိုယ့်ရဲ့ကြုံတွေ့ခဲ့ရတဲ့အရာတွေကခက်ခဲခဲ့လိမ့်မယ်၊ပင်ပန်းခဲ့လိမ့်မယ်၊တောင်းခံခဲ့ရတဲ့အရာတွေရှိလိမ့်မယ်။ဒီအရာတွေကိုကိုယ်ကတောင်းခံခဲ့တယ်၊ကြော်ဖြတ်နိုင်ခဲ့တယ်၊ရင်ဆိုင်နိုင်ခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်ကိုယ်ဆက်ရမယ့်ကံကြွေးတွေကကြေသွားပါပြီတဲ့။နောက်6လမှာကိုယ့်ရဲ့ဘဝကပို့ပြီးတော့ကောင်းမွန်တဲ့အလားအလာတွေအများကြီးရှိလာတော့မှာဖြစ်ပါတယ်။ Radical transformations တို့ကတ်ကလေးမှာရေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ပြောင်းလဲမှုတွေကလျင်မြန်လာပါလိမ့်မယ်။ကိုယ်တိုင်ကလည်းပြောင်းလဲခြင်းစိတ်တွေစူးစမ်းခြင်းစိတ်တွေအသင့်ဖြစ်နေလိမ့်မယ်။ဘယ်အရာကိုမဆိုငါဟာလွတ်ချရဲတယ်ဆိုတဲ့တတိတွေရှိနေလိမ့်မယ်။ငါတို့မကောင်းတဲ့သူဖြစ်နေခဲ့မယ်။မကောင်းတဲ့အရာဖြစ်နေခဲ့တယ်ဆိုရင်ဒီအရာပေါ်မှာငါဟာဘလောက်ပဲတွေ့တာနေပါစေ။ဒီအရာပေါ်မှာငါဟာဘလောက်ပဲမက်မောနေပါစေ။အဲ့ဒီအရာကိုလွတ်ချနိုင်တယ်ဆိုတဲ့စိတ်ခွန်အားတွေအပြည့်ရနေမဲ့လာတွေဖြစ်ပါတယ်။နောက်6လမှာ group so family များအတွက်က MD ထူးခြားတဲ့ပြောင်းလဲမှုတွေဖြစ်နေမဲ့ကာလဖြစ်ပါတယ်ဒီပြောင်းလဲမှုတွေလုပ်နိုင်ဖို့အတွက်ကိုတွန်းအားတွေပေးပါခွန်အားတွေပေးပါကိုအတွက်မဟုတ်တော့တဲ့အရာတွေကိုလွတ်ချခဲ့ပြီးဖို့အတွက်ဝေမလေးပါနဲ့
ကိုယ့်ရဲ့ဘဝထဲမှာပြောင်းလဲမှုတွေရောက်လာလိမ့်မယ်ဒီပြောင်းလဲမှုတွေကိုလက်ခံမှကြိုးဆိုပါဒီပြောင်းလဲမှုတွေကကိုယ့်ရဲ့ angels တွေကိုယ့်ရဲ့ spirit guide တွေကကိုယ့်ရဲ့ဘဝတွေကိုတွန်းပို့လိုက်တဲ့ပြောင်းလဲမှုတွေဖြစ်ပါတယ် group work so family များအနေနဲ့ကိုယ့်ရဲ့ဘဝအပြောင်းလဲတွေလာမှာကိုကြောက်ရွံ့နေတယ်ဆိုရင်အဲ့ဒီအကြောက်တရားကိုချစ်ချင်းမြတ်တာနဲ့အစားထိုးလိုက်ပါဒီပြောင်းလဲမှုတွေကငါရဲ့ဘဝကိုပိုကောင်းတဲ့ပြောင်းလဲမှုတွေပိုကောင်းတဲ့ပုံစံအသစ်တစ်ခုကိုပြောင်းလဲပေးနိုင်မဲ့သူအရာတွေဖြစ်ပါတယ်ပြောင်းလဲခြင်းတွေကိုငါကြောက်ရွံ့မနေဘူးတွန်းဆုတ်မနေဘူးပြောင်းလဲခြင်းတွေလုံးမသာလျင်ငါရဲ့ပုံစံအသစ်ကိုငါကစုံစည်းနိုင်မှာဖြစ်တယ်ငါရဲ့ higher self နဲ့တွေ့ဆုံနိုင်မှာဖြစ်ပါတယ်ဆိုတဲ့စိတ်မျိုးတွေကိုစပြီးတော့ထားလိုက်ပါကြောက်စိတ်တွေကိုယ့်ရဲ့အတွင်းထဲမှာဖြစ်လာပြီးဆိုတိုင်းမှာချစ်ချင်းမြတ်တာကိုအာရုံပြုပါချစ်ချင်းမြတ်တာကိုအမြဲတမ်းမမေ့ပါနဲ့ Violet Flame က affirmation တွေများများရွတ်ပါလို့ညွှန်ပြနေတဲ့ကတ်လည်းဖြစ်ပါတယ်ဆိုတော့ group and soul family များအနေနဲ့နောက်6လတွေမှာ Code Powerful Manifestation Technique ကဆိုရင်affirmation ရွတ်ဆိုခြင်းဖြစ်ပါလိမ့်မယ် affirmation များများရွတ်ဆိုပါလွှတ်ချစရာရှိရင်လွှတ်ချပါ action တွေများများယူပါကြောက်စိတ်တွေကိုထိတ်တိုက်ရင်ဆိုင်ပြီးတော့မှကိုလို့ရမယ့်အရာတွေကိုရဲရဲဝံ့ဝံ့ရှေ့ကိုဆက်သွားလိုက်ပါဆိုတာကိုကိုစားပြုနေပါတယ်အညီတို့ကနောက်6လထဲမှာဘာတွေပြောင်းလဲမှုတွေဖြစ်မလဲဘာတွေမျှော်လင့်ထားလို့ရမလဲဆိုတာကို message ကလေးတွေစာပြီးဆွဲကြည့်ကြရအောင်ပါ Okay. Group and soul family များအတွက်နောက်6လမှာဘာလို့အရာတွေစောင့်ဆိုင်နေပါမလဲ Okay အဲ့တော့ Group and soul family များကိုစားပြုနေတဲ့ကက်ကလေးက Cat Claw ဆိုတဲ့ကက်ကလေးကြလာတယ် Black Panther အနက်ရောင်ချက်တဲ့အနက်ရောင်ချက်တွေကိုကိုစားပြုနေတဲ့အချိန်တွေက powerful transformation တွေဖြစ်တဲ့အချိန်ပဲဖြစ်ပါတယ်ဆိုတော့ Group so family များအတွက်ကတော့အနေနဲ့အရင်ကိုစိတ်လှုပ်ရှားနေမိတယ်ပြောင်းလဲမှုတွေအများကြီးရှိနေလိမ့်မယ်ပိုပြီးတတိရရှိလာလိမ့်မယ်ထူးခြားတာကတော့ဘာလဲဆိုတော့ Black Panther ကအမှောင်ထဲမှာပိုပြီးတော့မှစူးစမ်းလေ့လာမှုအားကောင်းတဲ့အတူလည်းဖြစ်ပါတယ် Black Panther တွေကအမှောင်ထဲမှာပိုပြီးတော့မြင်နိုင်တယ် Black Panther တွေကအမှောင်ထဲမှာပိုပြီးတော့လှည့်မြတ်စွာလှုပ်ရှားသွားလာနိုင်တဲ့အစွမ်းတတိတွေရှိနေပါတယ်ဒါကြောင့် Group and Soul Family များအနေနဲ့လေကိုယ့်ရဲ့ဘဝမှာ darkness တွေကိုယုံတွေ့ရလိမ့်မယ်ဒါပေမဲ့အဲ့ဒီ darkness တွေဖြစ်နေတဲ့အတွက်ကြောင့်ဒါလည်းရင်ကိုကပို့ပြီးတော့လင်းလင်းမြင်မြင်ရင့်ကျက်လာလိမ့်မယ်ပို့ပြီးတော့ဉာဏ်ပညာတွေကောင်းလာလိမ့်မယ်ကိုယ့်ရဲ့ဘဝရဲ့တိုးတက်ရာတိုးတက်လဲနေကိုပို့ပြီးတော့ချက်ထွင်နိုင်လာလိမ့်မှာဖြစ်ပါတယ်ဒီကတ်ဟာဆိုလို့ရှိရင်တော့ astral healing တွေကိုလည်းကိုစားပြုနေတယ်ဒါကြောင့် group and soul family များအနေနဲ့နောက်6လထဲမှာကိုယ့်ရဲ့မိသားစုဆွေမျိုးတိုင်းဝိုင်းထဲမှာဆိုရင်ပြက်ပြက်သားသားနဲ့လုံနိုင်တဲ့ကိစ္စတွေလည်းရှိလာလိမ့်မယ်မိသားစုဆွေမျိုးတိုင်းဝိုင်းနေနဲ့ပတ်သက်တဲ့အခါကျရင် toxic ဖြစ်နေတဲ့လူတွေကိုလည်းကိုဟာကိုယ့်ရဲ့ boundary ကိုပြက်ပြက်သားသားချနိုင်လိမ့်မယ်လို့အနည်းယုံကြည်တယ်ကိုယ့်ရဲ့မိသားစုဘလောက်ပဲဖြစ်နေပါစေတစုံတစ်ယောက်ကကိုယ့်ကိုအနစ်နာခံခိုင်းနေတစုံတစ်ယောက်ကကိုယ့်ကိုစိတ်တော့ကရနေအနာယူနေတယ်ဆိုရင်အနေတို့ကပြက်ပြက်သားသားသူ့အပေါ်မှာကိုလေးစားတဲ့ boundary တစ်ခုကိုချတင်ပါတယ်ancestor တွေနဲ့ပတ်သက်ပြီးတော့ healing လုပ်တဲ့ကလည်းဖြစ်တဲ့အတွက်ကြောင့် group and soul family များကကိုယ့်ရဲ့မိသားစုတွေအရှိမတခါမှမလုပ်ခဲ့ဘူးတဲ့အရာတွေကိုကိုကစပြီးလုပ်လာပါလိမ့်မယ်ဒီအရာတွေကိုလုပ်လာတဲ့အတွက်ကြောင့်တချို့သောမိသားစုတွေရဲ့တားဆီးမှုတွေနားမလည်နိုင်မှုတွေတချို့သောမိသားစုတွေရဲ့ကန့်ကွက်မှုတွေဆွေမျိုးသားချင်းတွေရဲ့ဝေဖန်မှုတွေကိုလည်းခံကောင်းခံရနိုင်ပါတယ်ဒါပေမဲ့မိမိက Black Panther energy ရနေတဲ့အတွက်ကြောင့်မလို့သူတို့တွေကပို့ပြီးတော့ပြောလေကိုယ့်ရဲ့လုံနိုင်စွမ်းတွေကပို့ပြီးတော့မှတိုးတက်လာလေကိုယ့်ရဲ့လုံနိုင်စွမ်းတွေကပို့ပြီးတော့ကောင်းမွန်လာလေဖြစ်ပါလိမ့်မယ် purification ဆိုတာကိုစားပြုနေတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဘဝထဲမှာမလိုအပ်တဲ့အရာတွေကိုလည်းစွန့်ထုတ်နိုင်လာလိမ့်မယ်ကိုယ့်ရဲ့ဘဝထဲမှာမလိုအပ်တဲ့အရာတွေအားလုံးကိုတန့်စင်နိုင်လာပါလိမ့်မယ်ကိုယ်ရဲ့ကိုယ်တွင်းထဲမှာရှိနေတဲ့မတန့်စင်တဲ့ energy တွေကိုလည်းပဲလွှတ်ချနိုင်လာပါလိမ့်မယ်အဲ့တော့ဒီ cat claw ကဟာဆိုလို့ရှိရင်တော့အနေတို့ကိုယ့်ရဲ့မျိုးရိုးထဲမှာထူးခြားတဲ့သူတွေကိုကိုစားပြုထားတယ်ဆိုတော့ group and soul family များကကိုယ့်ရဲ့မိသားစုမျိုးရိုးစစ်ဆက် Black Light Heritage ထဲမှာဆိုလို့ရှိရင်ထူးခြားမှုတွေအောင်မြင်မှုတွေစပြီးတော့ရလာပါလိမ့်မယ်ကိုယ့်ရဲ့မိသားစုတွေဆွေမျိုးတွေမမျှော်လင့်ထားလောက်အောင်ကိုယ့်ရဲ့အောင်မြင်မှုတွေကိုရရှိမဲ့လတွေလည်းဖြစ်ပါလိမ့်မယ်အဲ့တော့အနည်းတို့ကဒီမှာပြောင်းလဲမှုတွေအများကြီးကိုစားပြုနေပေမဲ့လည်းပဲဒီပြောင်းလဲမှုတွေကိုစားပြုတဲ့ကက်ကလွယ်ကူတယ်ဆိုတာကိုတော့ပြနေတဲ့ကက်တွေမဟုတ်ဘူးပေါ့နော်အရာအလုံးက intense ဖြစ်နေ Violet Flame ကလည်းအမ်တက်ပြင်းထန်တဲ့ကက်ဖြစ်တယ် Cat Claw ဆိုတာကလည်းပြင်းပြင်းထန်တဲ့ကက်ပဲဖြစ်တော့ Group and Soul Family များအတွက်ကတော့လာမယ့်6လမှာအတကုံအရှိန်နဲ့အရှိကိုပြေးရမယ့်လတွေလို့အနေထင်တယ်အရှိန်နဲ့ပြေးပြီးတော့မှကိုက
အပန်းပြေရမယ့်အချိန်နေမဟုတ်ဘူးပေါ့နော်ရှေ့6လမှာတော့ကိုကအကြောင်းမျိုးမျိုးနဲ့ရှေ့ကိုမသွားနိုင်ခဲ့တာ stuck ဖြစ်နေခဲ့တာဒါတွေရှိနေခဲ့လိမ့်မယ်ဒါပေမဲ့အခုကျန်တဲ့6လမှာကိုယ့်ရဲ့ခွန်အားကိုပြန်ရှာပါကိုယ့်ရဲ့မိသားကိုပြန်ပြီးတော့ချိတ်ဆက်ပါကိုယ့်ရဲ့မိသားစုဆွေမျိုးသားချင်းအတိုင်းဝိုင်းနေရဲ့ဝေဖန်မှုတွေအားလုံးကိုငါလုံနိုင်တယ်ဆိုတဲ့အရာတစ်ခုကိုပြသရမယ့်အချိန်ကိုရောက်ရှိလို့လာပြီဖြစ်ပါတယ်ကိုယ်တိုင်လည်းပဲဒါတွေအားလုံးကိုလုံနိုင်တဲ့အရေးချင်းတွေကိုပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်နောက်တစ်ခါကတော့ Lavender River ဆိုတဲ့ကတ်လေးဖြစ်ပါတယ်ဆိုတော့ဒီကတ်ကလေးကအမတစိဝေစားဖို့ကောင်းတဲ့ကတ်ကလေးဖြစ်တယ်ဒီကတ်မှာ message တွေအများကြီးပါနေပါတယ်ပထမဆုံးအနေနဲ့ကတော့ Lavender ဆိုတဲ့ကတ်ကအန်တို့အတွက် spiritual intelligence ကိုပြောတာဖြစ်ပါတယ်ဆိုတော့ group Wrestle family များအတွက်နောက်6လအတွင်းမှာကိုလက်ခံရရှိမဲ့အရာတွေက spiritual intelligence တွေဖြစ်လိမ့်မယ် spiritual intelligence ကအန်တို့ရဲ့ပုံမှန်တွေးခေါ်နိုင်တဲ့စွမ်းရည်ထက်ပိုပြီးတော့မြင့်မားတဲ့နဲ့နေတဲ့ shootout တွေကိုနားလည်နိုင်တဲ့ဉာဏ်ရည်တစ်မျိုးဖြစ်ပါတယ် group Wrestle family များအတွက်နောက်6လထဲမှာမြင့်မားတဲ့တွေးခေါ်နိုင်စွမ်းတွေရလာလိမ့်မယ်မတူညီတဲ့ shootout အမြင်တွေကနေပြီးတော့မှအသိပညာဗဟုသုတတွေလက်ခံရရှိလာပါလိမ့်မယ် higher perspective ကနေကိုကြည့်လာနိုင်ပါလိမ့်မယ်ကိုသုံးနေတဲ့အလုပ်တွေကိုသွားနေတဲ့လမ်းကြောင်းတွေအားလုံးကိုကစူးစမ်းနိုင်လာလိမ့်မယ်ဒီအလုပ်တွေကိုဘာကြောင့်လုပ်နေသလဲပုံမှန်အတွေးခေါ်တွေအတိုင်းပဲမဟုတ်တော့ဘဲနဲ့ပိုရင်မြင့်မာတဲ့အတွေးခေါ်တွေဖြစ်လာလိမ့်မယ်ပတ်စံရဖို့အတွက်ပတ်ဝန်းကျင်ကတတ်မှတ်ထားလို့အတွက်ဆိုတာတွေပဲမဟုတ်တော့ဘဲနဲ့ဘာကြောင့်ငါလုပ်နေရတာလဲဆိုရင်နဲ့နေတဲ့အတိတ်ပဲတွေကိုရှာတွေ့လာလိမ့်မယ်ထိုနည်းတူစွာပဲမိမိတို့လုပ်တဲ့အလုပ်တွေကလည်းပဲပုံမှန်တာမန်အလုပ်တွေမဟုတ်တော့ဘဲနဲ့ရည်ရွယ်ချက် purpose တွေအပြည့်ရှိတဲ့အလုပ်တွေဖြစ်လာပါလိမ့်မယ်group Wrestle family များဟာနောက်6လထဲမှာစီးပွားရေးအသစ်တွေကိုစလို့ကောင်းတဲ့အချိန်ဖြစ်ပါတယ်ပညာရေးအသစ်တွေသင်ယူလို့ကောင်းတဲ့အချိန်ဖြစ်ပါတယ်နေမြေအသစ်တွေကိုပြောင်းလို့ကောင်းတဲ့အချိန်ဖြစ်ပါတယ်ဒီကက်မှာ spider web လေးပါတယ်ဒီမှာ pink ကိုအိမ်လေးပါတယ်ဒီ spider web လေးကဘာကိုစားပြုနေလဲဆိုတော့ communications ကိုစားပြုနေတော့ group Wrestle family များကပေါင်းသင်းဆက်ဆံရေးကိုအနေငယ်အာရုံစိုက်ကြည့်လိုက်ပါနောက်6လထဲမှာပေါင်းသင်းဆက်ဆံရေးတွေမှာကိုယ့်ရဲ့ကိုကြိုးတွေကိုဖြစ်စေမဲ့ပေါင်းသင်းဆက်ဆံရေးတွေကိုရှာဖွေပါတနည်းအားဖြင့်တော့အန်တို့က negative cycle negative community တွေကထွက်လာခဲ့ပါလို့သူကတွန်းအားတွေပေးနေတယ်ပေါ့နော်ကိုယ့်ထက်ပိုတော်တဲ့လူတွေကိုယ့်ထက်ပိုပြီးတော့မြင့်မာတဲ့အတိုင်းဝိုင်းတွေကိုချိတ်ဆက်ပါဒါမှသာလေကိုယ့်ရဲ့ပုံစံကလည်းမြင့်တက်လာနိုင်မှာဖြစ်ပါတယ်ကိုညီပေးမဲ့လူတွေအသိရှိနေတဲ့လားဖြစ်ပါတယ်ဒါကြောင့်ကိုကအခွင့်အရေးတစ်နည်းကိုဖမ်းဆုပ်တဲ့ကာလဖြစ်ပါတယ်စီးပွားရေးတွေကမ်းလှမ်းလာတာမျိုးတွေလည်းရှိနိုင်တယ်လို့ကိုရိုင်းကလည်းစီးပွားရေးအတူလှုပ်ချင်တဲ့သူတွေကိုမျက်လုံးထဲမှာမြန်မှန်တန်းလာမိတာမျိုးလေးတွေလည်းရှိလိမ့်မယ်။ဒါဆိုရင်တော့ချက်ချင်းဒီစီးပွားရေးကိုထပြီးလှုပ်လိုက်ပါ။ပညာရေးအသစ်တွေသင်ယူခြင်းကကောင်းတယ်ဆိုတာကလည်းပဲဆရာသမားကောင်းတွေနဲ့စုံစည်းရမယ့်အတွက်ဖြစ်ပါတယ်။နောက်6လထဲမှာကိုစုံစည်းရမယ့်ဆရာသမားတွေကကိုယ့်ရဲ့ဘဝတသက်တာလုံးအတွက်ကောင်းမွန်တဲ့ဆရာသမားကောင်းတွေဖြစ်နေမှာပါ။ခဏတာတွေ့ရတာမျိုးမဟုတ်ဘဲနဲ့ဘဝတသက်လုံးအတွက် guiding လုပ်ပေးနိုင်တဲ့သူတွေဖြစ်နေပါလိမ့်မယ်။နေရာအသစ်တွေကိုပြောင်းရွှေ့တဲ့အခါမှာလည်းတွေ့ဆုံရတဲ့တငယ်ချင်းပေါင်းတဲ့နေရာဆိုရင်လုပ်ငန်းကမိတ်ဖက်တရားဆိုရင်ကိုယ့်ကိုအများကြီး healing ဖြစ်လာစေဖို့အတွက်ကိုယ့်ကိုအများကြီးတိုးတက်လာစေဖို့အတွက်ကူညီပေးမဲ့သူတွေဖြစ်နေမှာဖြစ်ပါတယ်။ group Wrestle family များအတွက်နောက်6လအတွင်းမှာလှုပ်တဲ့အရာတွေကိုယ့်အတွက်မျှော်လင့်နေတဲ့အရာတွေကတော့မိသားစုဆွေမျိုးသားချင်းအတိုင်းဝိုင်းနေနဲ့ပတ်သက်လာတဲ့အခါကျရင်ပြတ်သားတဲ့ boundary တွေချလာနိုင်တာတွေမိသားစုထဲမှာတခါမှမလုပ်ဘူးတဲ့အရာတွေကိုကိုကစပြီးတော့လုပ်နိုင်လိုက်တာလေခက်ခဲတဲ့ပြောင်းလဲမှုတွေစပြီးလုပ်တာတွေသူများတွေကြောက်ရွံ့နေတဲ့စွန့်စားမှုတွေကိုစပြီးတော့လုပ်ဖြစ်တာတွေလုပ်တဲ့ကာလဖြစ်တယ်ကိုယ့်အတွက်မဟုတ်တဲ့လူတွေကိုလွတ်ချရမယ့်အချိန်ဖြစ်တယ်communications ကောင်းတည်ဆောက်တဲ့ကာလဖြစ်တယ်လူမှုရေးကိုဦးစားပေးတဲ့အချိန်လေးဖြစ်ပါတယ်ပညာရေးတည်တည်ကိုသင်ယူတဲ့ကာလတွေလည်းဖြစ်ပါတယ်အနေက group Wrestle family များအတွက် final message အနေနဲ့ universe ကကိုယ့်ကိုပြောပြချင်နေတဲ့ message ကလေးတွေကိုဆွဲပေးမှာဖြစ်ပါတယ်group Wrestle family များအတွက်ကို universe ကပေးထားတဲ့ message က my mind is clear as a steel lake ဆိုတော့ကိုယ့်ရဲ့စိတ်ကိုကြည်လင်စွာထားဖို့အတွက်ဖြစ်ပါတယ်ဒီမှာဆိုရင်ငှက်ကလေးကအဖြူအောင်ငှက်ကလေးကကောင်းကင်ကိုပြန်တန်းနေတာကိုတွေ့ရပါလိမ့်မယ်အနေတို့အရှိယကတ်ဒီမှာမြင်ခဲ့တဲ့အတိုင်းပဲကိုယ့်ရဲ့ပုံစံအဟောင်းတွေကိုလွတ်ချခဲ့ပြီးတဲ့အခါကျရင်တော့ကိုယ့်ရဲ့ပုံစံအသစ်နဲ့အမြင့်ဆုံးကိုပြန်တန်းဖို့ ready ဖြစ်နေပါပြီအဖြူအောင်ငှက်ဟာဆိုလို့ရှိရင် purification ဒီကမှာတွေ့ခဲ့တယ်လို့ပဲတန်းစင်ခြင်းမုံမြတ်ခြင်း
မြင့်မားခြင်းတွေကိုကိုစားပြုနေပါတယ်အဲ့တော့မိမိကနောက်6လအတွင်းမှာဆိုရင်မိမိကကိုယ့်ရဲ့တီလာကိုလုံအောင်ထိမ့်သိမ့်မှာကိုပြောတဲ့စကားကာယဝစီမနောကံတွေကိုလည်းပဲဒီချက်ပိုအာယုံဆိုင်ပြီးတော့မှမပြစ်မှားမိအောင်လို့ကာယကံမဲ့ဖြစ်ဝစီကံမဲ့ဖြစ်မနောကံမဲ့ဖြစ်ဖြစ်ကိုတည်ရဲ့လူရောဖြစ်မတည်တဲ့သူကိုပဲဖြစ်ဘသူ့ကိုမှမပြစ်မှားမိအောင်လို့တတိလေးထားပေးလိုက်ပါကိုစားတဲ့အစားအသောက်မှာခြေလေးကျအရက်တီစာကိုရှောင်ရှားလိုက်ပါနောက်6လအတွင်းမှာထူးခြားတဲ့ပြောင်းလဲမှုတွေဖြစ်လာပါလိမ့်မယ်အစောင်လေးအနေနဲ့ဆိုလို့ရှိရင်တော့တလင်းကြောင် clear quest တွေကိုဆောင်လို့ရပါတယ်တစ္ဆာရေးစင်ကပ်ပေးတာမာလာရေးစင်ကပ်ပေးတာဒီလိုရေးစင်လေးတွေကတ်လူပေးတာကလည်းကိုယ့်အတွက်အမ်တက်ကောင်းမွန်တဲ့လုပ်ငန်းစဉ်ဖြစ်ပါလိမ့်မယ်။နောက်တစ်ခုတော့ဒီကက်ကလေး universal message ကလေးမှာအပေါ်မှာတက်တန်လိုမျိုးအယောင်လေးတွေဖြတ်ထွက်နေရဖို့တွေ့ရတယ်။ဆိုတော့ group one so family များအတွက်ကတော့ကိုယ့်ရဲ့ order တွေပို့ပြီးတော့တောက်ပလာမယ်ကာလာတွေလည်းဖြစ်တဲ့အတွက်ကြောင့်မြစ်တာတွေဖြန့်ကျက်တာမြစ်တာတွေပို့တာကိုယ့်ရဲ့ကိုယ်ရာဝါတွေကိုတောက်ပစေတဲ့လေ့ကျင့်ခန်းတွေလှုပ်ဆောင်တာမျိုးတွေကိုလုပ်ပါလို့ university က message ပေးနေပါတယ်။ group one so family များအတွက်အရေးကြီးဆုံးကကိုယ့်ရဲ့စိတ်ကိုကြည်လင်စွာထားပါလှုပ်တင်လားမလှုပ်တင်လားဆိုတာတွေနဲ့စိတ်ကိုအရင်အရှုံမခံပါနဲ့ကိုယ့်ရဲ့စိတ်ကလှုပ်ချင်လာပြီဆိုရင်ဘာပဲဖြစ်နောက်လှည့်မကြည့်ပဲနဲ့စွန့်စားပြီးလှုပ်လိုက်ပါကိုညီမဲ့လူတွေကစနေရှင်နေလိမ့်မယ်အကြောင်းမျိုးနဲ့ကိုကအဆုံးထိလှုပ်နိုင်သွားပါလိမ့်မယ်နော်ဆိုတော့ group and so family များအတွက်နောက်6လအတွင်းမှာတော့စိတ်လှုပ်ရှားချက်အပြောင်းလဲတွေကစောင့်ကြိုနေတာကိုတွေ့ရပါတယ်เนาะဆိုတော့အနေတို့ရဲ့ group so family များအားလုံးပဲဒီနေ့ရဲ့ message ကအထောက်အကူလေးဖြစ်မယ်လို့အနေယုံကြည်ပါတယ်ကိုရဲ့ဘဝမှာကောင်းမွန်တဲ့ပြောင်းလဲခြင်းတွေအများကြီးရှိနိုင်ပြီးတော့မှပိုရကြီးကျယ်မြင့်မြတ်တဲ့အလုပ်တွေကိုလှုပ်ဆောင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်เนาะအနေတို့နောက်ထပ်ဗီဒီယိုလေးဒီမှာပြန်ဆောင်ကြပါမယ်ရှင် group so family များအားလုံးပဲမင်္ဂလာပါရှင်အဲ့ဒီဒီနေ့ reading လေးကိုစတင်လိုက်ကြရအောင်ပါနော်ဒီနေ့ reading လေးကတော့2025ခုနှစ်ကျရှိနေတဲ့6လအတွင်းမှာမိမိအတွက်ဘာတွေစောင့်ဆိုင်နေမလဲဘာတွေစောင့်မျှော်နေမလဲမိမိတို့ရောကိုဘာတွေပြင်ဆင်ထားရမလဲဘယ်လိုအရာတွေကိုအတွက်ရှိနေမလဲဆိုတာရဲ့ universe ကမိမိအတွက်နောက်6လအတွင်းပေးချင်တဲ့ message ကဘာလဲဆိုတာရဲ့ကိုလက်ခံရရှိကြမှာဖြစ်ပါတယ်နော် group so family များကိုစားပြုနေတဲ့ကြောက်ကတော့ rose quest ကြောက်ကြီးဖြစ်ပါတယ်ဆိုတော့ raw ကြောက်သုံးဖြစ်တယ်ပေါ့နော်သူက rose quest ကိုမှအနတို့ကဒါပုံစံအချောမတွင်းရသေးတဲ့အကျန်းတွေကြောက်ဖြစ်ပါတယ်ဆိုတော့အနတို့ so family များ group 2 so family များအတွက်ကတော့ဒီကြောက်ကလေးလိုပဲပေါ့နော်ကိုယ့်ရဲ့အစ်စ်မှန်ဆုံးသောပုံစံအတိုင်းပဲချပြနိုင်မဲ့လှတွေဖြစ်ပါလိမ့်မယ်လှပစရာသူများနဲ့တူစရာအများကပုံတွင်းထားတဲ့ကန့်သက်ချက်တွေအောက်မှာရှိနေစရာမလိုပါဘူးအခု raw ကြောက်သုံးလေးလိုပဲကိုယ့်ရဲ့အစစ်မှန်ဆုံးပုံစံအတိုင်းကိုချပြနိုင်မဲ့ချပြတဲ့ကာလတွေဖြစ်ပါတယ် raw ကြောက်သုံးတွေကသူ့ရဲ့နောက်ထပ်စွမ်းရည်တစ်ခုကဘာလဲဆိုတော့ကိုလိုတလိုပုံစံတွင်းနိုင်တာပဲဖြစ်ပါတယ်သူကဘာပုံမှမတွင်းထားတဲ့ကြောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကြောက်ကလေးကိုမိမိလိုချင်တဲ့ shape မိမိလိုချင်တဲ့ပုံစံအတိုင်းမိမိကပုံသွင်းလို့ရနေပါတယ်ဆိုတော့ group 2 so family များအတွက်ကတော့နောက်ထပ်6လအတွင်းမှာကိုဟာကိုဘဝကိုလိုချင်တဲ့ပုံစံအတိုင်းပဲဖန်တီးဖို့အတွက်ရှိနေလိမ့်မယ်လို့အနေကယုံကြည်ပါတယ် rose square ကြောက်ဟာဆိုလို့ရှိရင်အဆုံးမရှိတဲ့ချင်းမြစ်တာတွေကိုကိုစားပြုတဲ့ကြောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ group 2 so family များအတွက်တော့ကြန့်ရှိနေတဲ့6လမှာချစ်ချင်းမြတ်တာကိုအာယုံပြုတဲ့နဲ့အထူးသဖြင့်မိမိကိုချစ်တဲ့ self love ကိုအများကြီး expand လုပ်ပြီးတော့ဖြန့်ကျက်တဲ့လတွေဖြစ်မယ်လို့အနေကခံစားမိနေပါတယ်နော်group 2 so family များအတွက်နောက်6လအတွင်းကိုစားပြုနေတဲ့ကတ်ကိုကြည့်လိုက်ကြရအောင်ပါဆိုတော့Stellar Gateway Activation ဆိုတဲ့ကက်ကလေးရထားတာဖြစ်ပါတယ်ဆိုတော့ဒီကက်ကလေးမှာ manifestation vortex ဆိုတာလေးပါလာတယ်ဆိုတော့အရှိမအနေရိုးရခဲ့တဲ့ကြောက်ကလေးနဲ့တောင်မှပဲဆက်လို့ရတယ်ပေါ့နော် group 2 so family များတို့ကတော့နောက်6လဟာ crazy manifestations တွေအများကြီးလုပ်လို့ရတဲ့လတွေဖြစ်ပါလိမ့်မယ် group 2 so family များနောက်6လအတွက်ကိုယ့်ရဲ့ vision ပုတ်ကိုအခုပဲစာလိုက်ပါတော့ဘာတွေဖြစ်ချင်လဲဘာတွေလုပ်ချင်လဲနှစ်စမှာလုပ်ခဲ့တဲ့နှစ်စမှာဖြစ်ချင်ခဲ့တဲ့စန္ဒတွေနဲ့တူတော့မှမဟုတ်ဘူးလို့အနေခံစားနေရတယ်။ကိုယ့်ရဲ့နှစ်စမှာဖြစ်ချင်ပါတယ်လို့ရေးခဲ့တာတွေလည်းရှိမယ်တချို့ so family များလည်းမရေးခဲ့တာသေးတာတွေလည်းရှိမယ်။အခု manifestation ကိုစပြီးရေးလိုက်ပါ။ကိုနောက်6လအတွင်းမှာဘာတွေဖြစ်ချင်လဲ2025ခုနှစ်မှာမိမိကဘာတွေပြောင်းလဲချင်လဲဘလို့အိမ်မက်တွေကိုလက်တွေ့ဖြစ်စေချင်တယ်ဆိုတာမျိုးကို manifestation အနေနဲ့ဒီနေ့ကစပြီးတော့လှုပ်ဆောင်လိုက်ပါ infinite potential လို့ကက်ကလေးပေါ်မှာ message ပါလာတယ်အဆုံးမရှိတဲ့ဖြစ်နိုင်ခြေတွေကနောက်6လအတွင်းမှာ group 2 so family များအတွက်ရှိနေပါတယ်
group 2 soul family များအတွက်နောက်6လကကိုယ့်ရဲ့ free will ကအမြင့်ဆုံး activate ဖြစ်နေတဲ့လတွေဖြစ်ပါလိမ့်မယ်ဆိုတော့တနည်းအားဖြင့်ကတော့ free will ဆိုတာကိုယ်တိုင်ရဲ့ရွေးချယ်နိုင်စွမ်းနေပေါ့နော်ကိုကရွေးချယ်ခွင့်မရတဲ့ဘဝတွေထဲမှာရောက်နေမှာမဟုတ်ဘဲနဲ့ဘာပဲဖြစ်ဖြစ်ကိုယ်ဆုံးဖြတ်ချက်အတိုင်းလုပ်လို့ရတဲ့လတွေဖြစ်နေပါလိမ့်မယ်ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာမူတည်ပြီးတော့လည်းပဲကောင်းခြင်းဆိုခြင်းရတဲ့ consequences တွေကလည်းပြောင်းလဲသွားမှာဖြစ်ပါတယ်ဆိုတော့နောက်6လအတွင်းမှာဘာတွေလုပ်မှာလဲဆိုတာကိုတော့ group 2 soul family များကတေချာလေးစဉ်းစားဆုံးဖြတ်ဖို့လိုနေတဲ့အချိန်ကိုရောက်လာပါပြီအခုလက်ရှိကိုရောက်နေတဲ့ကိုရဲ့ဘဝကိုနှစ်သက်မှုရှိပါရဲ့လားနှစ်သက်မှုမရှိဘူးဆိုရင်တော့အခုလက်ရှိယူနေတဲ့ action တွေဆက်ပြီးယူလို့မရတော့ဘူးအနေတို့ဒီပုံစံကိုမကြိုက်ဘူးဒီအနေထားကိုမကြိုက်ဘူးဆိုရင်ဒီပုံစံဒီအနေထားကိုရအောင်တွန်းပို့ခဲ့တဲ့ကိုရဲ့တနေ့တာလုပ်ငန်းဆောင်တာ action တွေကိုပြင်ဖို့အတွက်လိုနေပါပြီဆိုတော့ group 2 soul family များနောက်6လအတွက်စနစ်တကျ long term plan တခုကိုချပြီးတော့ဆွဲလိုက်ပါ routine တခုကိုချပြီးတော့ဆွဲလိုက်ပါကိုမနာကနေပြီးတော့ညာအထိဘာတွေကိုလုပ်မှာလဲကိုဖြစ်ချင်တာတွေကရောဘာတွေလဲကိုလုပ်နေတဲ့အရာတွေကရောကိုဖြစ်ချင်တဲ့စံဓာတ်တွေနဲ့ထပ်တူကြနေရလားဖြစ်ချင်တဲ့စံဓာတ်ကတခုကိုတနေ့တာမှလုပ်နေတာတွေကတခုဆိုလို့ရှိရင်တော့ပြောင်းလဲမှုတွေကရောက်လာနိုင်မှာမဟုတ်ဘူးကိုအားကိုရမယ့်အချိန်ဖြစ်ပါတယ်ဆိုတဲ့ message လေးကိုလည်းအနေရနေတယ် group 2 soul family များအတွက်က2025ခုနှစ်ရဲ့နောက်6လအတွင်းမှာကကံကြမ္မာကိုယုံရမယ့်အချိန်မဟုတ်တော့ဘဲနဲ့ကိုရရဲ့ကိုယ့်ရဲ့ကံကြမ္မာကိုရွေးချယ်ရမယ့်အချိန်ကိုရောက်ရှိလို့လာပြီဖြစ်ပါတယ်နော်group 2 soul family များအနေနဲ့က manifestation တွေမလုပ်ဖြစ်တာကြာပြီဆိုရင်အနေကတော့ manifestation ကိုစပြီးတော့ပြန်လုပ်ကြည့်ပါဆိုတဲ့အကြံပြုချက်လေးကိုပေးချင်ပါတယ်ဆိုတော့အခု group 2 soul family များအတွက်နောက်6လအတွင်းမှာဘာတွေစောင့်ဆိုင်နေမလဲဆိုတဲ့ message ကလေးတွေစပြီးဆွဲကြည့်ရအောင် Okay. group 2 soul family များအတွက်ကျန်ရှိနေတဲ့6လမှာဘာတွေစောင့်ဆိုင်နေမလဲဒီကက်ကလေးက MTN ကိုလှပတဲ့ကက်ကလေးဖြစ်ပါတယ်နော်အမျိုး soul family များကက်ကလေးကိုကြည့်လိုက်ပါဦးကက်ကလေးမှာ moon energy ရော sun energy ရောပါနေတယ်မိမိတို့ရဲ့ yin yang balance ဖြစ်နေတာလေးကိုပြနေတယ်ဆိုတော့ Neuro Soul Family များကနောက်ထပ်6လအတွင်းမှာမိမိတို့ရဲ့ yin yang energy တွေကပို့ပြီးညီမျှလာလိမ့်မယ်ပါရမီဖြည့်ပတ်တွေကိုလည်းရှာတွေ့လာလိမ့်မယ်လို့အနေထင်တယ်ကိုယ့်ရဲ့ပါရမီဖြည့်ပတ်လက်တွဲပေါ်တွေနဲ့တွေ့ဆုံပြီးသားသူတွေကဆိုလို့ရှိရင်လည်းပဲကိုယ့်ရဲ့လက်တွဲပေါ်နဲ့ပို့ပြီးနီးကပ်လာတာရင်းနှီးလာတာကိုယ့်ရဲ့လက်တွဲပေါ်နဲ့ပူပေါင်းပြီးတော့မှလုပ်ငန်းတွေလုပ်ဖြစ်လာတာကိုယ့်ရဲ့လက်တွဲပေါ်နဲ့ပူပေါင်းပြီးတော့မှစီးပွားရေးတွေတိုးတက်လာတာမျိုးတွေရှိနေမယ်အချိန်အခါတစ်ခုဖြစ်ပါတယ်ရည်ရွယ်ချက်ဆိုတာကိုစားပြုနေတဲ့ကက်ကလေးဖြစ်တဲ့အတွက်ကြောင့်မလို့မိမိတို့ရဲ့ဘဝမှာ purpose เนาะစစ်မှန်တဲ့ရည်ရွယ်ချက်ကိုရှာဖွေရမယ့်အချိန်ဖြစ်တယ်ဒါကလည်းအရှိရ Androstellar Gateway ဆိုတဲ့ကက်ကလေးနဲ့ align ဖြစ်တယ်အန်ဒရိုဒီကိုယ့်ရဲ့ဖြစ်ချင်တဲ့အရာတွေ manifestation လုပ်ချင်တဲ့အရာတွေကိုပြန်ပြီးတော့စုစည်းဖို့အတွက်လိုပါတယ် group 2 soul family များမှာက energy တွေကအသင့်ဖြစ်နေတယ်သို့တော်လည်းပဲ energy တွေကပြန့်ကျဲနေတဲ့သဘောမျိုးတွေကိုပြတယ်စုစည်းမနေဘူးပေါ့နော်ဆိုတော့မိမိတို့ကဖြစ်ချင်တာတွေကိုတော့တိထားတယ်ဒါပေမဲ့ focus ကမပြတ်သားတာမျိုးတွေဖြစ်နေလိမ့်မယ်နောက်6လအတွင်းမှာက focus ကိုပြတ်သားထားဖို့အတွက်လိုအပ်တယ်ငါကဘယ်လမ်းကိုတွားနေတာဘယ်အပန်းတိုင်ကိုအရောက်သွားမှာဘလို့အရာမျိုးတွေပဲကြုံရပါစေငါဟာရင်ဆိုင်ကြော်ဖြတ်မှာဆိုတဲ့ရည်ရွယ်ချက်မျိုးကိုမိမိကတိကျချထားဖို့အတွက်လိုအပ်ပါတယ်အရေးကြီးဆုံးကတော့ group 2 soul family များအတွက်ကိုယ့်ရဲ့စံတာတွေဘာကြောင့်ဖြစ်ချင်တာလဲဆိုတဲ့ wine ကိုအဖြေရှာရပြီးမှာအဖြေရှာဖို့အတွက်လိုအပ်နေတာဖြစ်ပါတယ် group 2 soul family များအတွက်တော့အနေကနောက်6လထဲမှာ7 chakra alignment လေးကိုလည်းပြန်ပြီးတော့လှုပ်ဆောင်စေချင်ပါတယ်ဒီကလေးက artwork မှာ7 chakra လေးပါနေတယ်ဆိုတော့ group 2 soul family များက chakra ကိုလေ့ကျင့်မှုတဲ့သူတွေပါတယ်ဆိုရင်လည်း chakra alignment တွေကိုနောက်6လအတွင်းမှာပြန်လုပ်ပါchakra တစ်ခါမှမသိတဲ့ soul family များဆိုရင်လည်း7 chakra ဆိုတာကိုစပြီးတော့လေ့လာကြည့်ဖို့အတွက်တော့အနီကအကြံပြုပါတယ်เนาะအဲ့တော့ group 2 soul family များအတွက်နောက်6လအတွင်းမှာကချစ်ချင်းမြတ်တာလေးတွေလည်းစောင့်ဆိုင်နေမယ်လို့အနေခံစားနေရတယ်ရင်ခုန်စရာလေးတွေစိတ်လှုပ်ရှားစရာလေးတွေမှာကိုယ်အတွက်ရှိနေလိမ့်မယ်အမျိုးသမီးဆိုရင်ကိုယ့်ရဲ့ feminine energy ပိုကောင်းလာပြီးတော့အမျိုးသားဆိုရင်လည်းပဲဒီကြီးခန့်ညာတဲ့ masculine energy ပိုကောင်းလာမဲ့လာတွေဖြစ်တယ်အဲ့တော့ group 2 soul family များကကြတဲ့6လမှာကိုပို့ပြီးတော့လှအောင်ပအောင်နေပါလို့အကြံပြုပါတယ် group 2 soul family များအတွက်ကပို့ပြီးတော့ကိုလှပလေးနေလေကိုယ့်ရဲ့ energy လေးကပိုကောင်းလာလေကိုယ့်ရဲ့ energy လေးပို
ကောင်းလာတာနဲ့အမျှကိုယ့်ရဲ့လုံနိုင်စွမ်းတွေရတယ်ပို့ပြီးတော့တိုးတက်လာလေးဖြစ်ပါလိမ့်မယ်ဆိုတော့ဒီက Amanita ဆိုတဲ့ကက်ကလေးကလက်စစ်စရာကောင်းတဲ့ကက်ကလေးပဲကြည့်ပါဦးအဲ့တော့အနေနဲ့တော့ group 2 soul family များအတွက်ကတော့ manifestation တွေလုပ်ပါဆိုပေမဲ့ကိုယ့်ရဲ့ vibration ကိုလည်း very light ဖြစ်နေအောင်ထားဖို့အတွက်တော့လိုအပ်နေတဲ့အချိန်လေးဖြစ်လိမ့်မယ်တနည်းအားဖြင့်တော့ပေါ့ပေါ့ပါပါပျော်ပျော်ရွှင်ရွှင်နေရမယ့်အချိန်လေးပေါ့နော်2025ခုနှစ်ရဲ့ရှေ့6လမှာမိမိကဘယ်လိုပဲနေခဲ့ပါစေကြံရှိနေတဲ့6လမှာတော့ကိုယ့်ရဲ့စိတ်ကိုပေါ့ပေါ့ပါပါထားပါအကြည့်တက်ကလေးနဲ့နေပါလှုပ်ရှားရှိတာတွေကိုအရင်ကြီးအာယုံမထားနဲ့အပြင်ပန်းကိုမကြည့်နဲ့အတွင်းထဲကိုပြန်ကြည့်ပါနော်အပြင်မှာလှုပ်ရှားရများလိုက်တာလုံနိုင်မှမလားဖြစ်နိုင်မှမလားအခြေအနေတွေကလည်းကန့်တက်ထားလိုက်တာလို့တွေးနေမိပြီဆိုရင်အဲ့တော့ကို focus တွေပြန်ထားရတော့မယ်ငါအတွင်းထဲမှာငါရဲ့စိတ်ဓာတ်ရှိမယ်ဆိုရင်ဘယ်ရအောင်မဆိုငါလုံနိုင်နေတာပဲဘာတွေကိုကြောက်ရွံ့နေမှာလဲဘာတွေကိုကိုကန့်တက်နေမှာလဲဆိုတာကိုပြန်ပြီးတော့အမြင်နဲ့ကို remind လုပ်ပေးပါအဲ့တော့ဒီကလေးကတော့ higher connection တွေကိုသွားပြနေတယ်အဲ့တော့ဒီကက်ကလေးရဆိုလို့ရှိရင်တော့အညီတို့ကို mother nature နဲ့ပြန်ပြီးချိတ်ဆက်ဖို့လည်းပြပေးနေတယ်အဲ့တော့ group 2 soul family များအတွက်အညီတို့နောက်6လထဲမှာတဘာဝတရားကြီးနဲ့ပို့ပြီးတော့ချိတ်ဆက်ကြည့်ပါ mother earth ရဲ့ energy ကိုယူပါ mother earth ကိုကျေးဇူးတင်ပါမဟာပထဝီမြေကြီးကိုမေတ္တာပို့တာပေးပါမဟာပထဝီမြေကြီးရဲ့ဓာတ်တွေကိုခံယူကြည့်ပါနောက်တစ်ခါခရီးလေးတွေထွက်ကြည့်ပါခရီးထွက်ဖို့အတွက်ရှိနေတဲ့စီစဉ်ထားတယ်ဆိုရင်လည်းပဲတွားလိုက်ပါအင်တာကောင်းတဲ့ခရီးဖြစ်ပါလိမ့်မယ်အဲ့တော့အဲ့ဒီခရီးကိုချစ်ရတဲ့သူတွေနဲ့တွားရပိုကောင်းပါတယ်အထူးသဖြင့်ကိုယ့်ရဲ့လက်တွဲပေါ်နဲ့အိမ်နောက်ဘက်နဲ့တွားတယ်ဆိုလို့ရှိရင်အကောင်းဆုံးဖြစ်ပါလိမ့်မယ်အဲ့လိုခရီးတစ်ခုကိုတွားပါကိုယ့်စိတ်ထဲမှာနှစ်စာကလေးကတွားမယ်လို့တွေးထားတဲ့သူတွေဆိုလို့ရှိရင်ပို့ပြီးတော့တွားဖို့အတွက်အနေတိုက်တော့ပါတယ်ဝေးလန်ဒေတာတွေမဟုတ်ဘူးဆိုရင်ဒါမှပဲ mother earth ရဲ့ energy နဲ့ချိတ်ဆက်လို့ရလောက်တဲ့သဘာဝတရားနဲ့နှီးစပ်တဲ့နေရာလေးတွေကိုတွားကြည့်လိုက်ပါအဲ့တော့ group 2 soul family များအတွက်ကတော့ပြင်ပဆိုင်ရာအပြောင်းလဲတွေထက်အတွင်းထဲမှာငါဘာဖြစ်ချင်လဲငါဘာလုပ်ချင်လဲဆိုတာကိုပြန်ဆရာဖွေရမယ့်လတွေဖြစ်ပြီးတော့မှကိုဖြစ်ချင်တာကိုလုပ်ချင်တာတွေကိုရှာတွေ့ပြီးရဲ့နောက်မှာ manifestation တွေကိုအမြင့်ဆုံးလုပ်နိုင်မယ့်ကာလတွေဖြစ်ပါတယ်ငွေကြေးလားအလုပ်လားအဲ့ဒီအရာတွေအားလုံးမှာငွေကြေးလားပြပြောနော်ငွေကြေးလားအလုပ်လားပညာရေးလားချစ်ချင်းမြတ်တာရေးမှာလားဘယ်အရာကိုမဆိုကိုဖြစ်ချင်တယ်လို့ကိုယ်တိုင်ကဖန်တီးလို့ရမယ့်လတွေဖြစ်နေပါတယ်ကိုယ့်အတွက် portal တွေပွင့်နေတဲ့လတွေပါနော် portal တွေပွင့်တဲ့လတွေမှာကိုယ့်အတွက်တတိထားရမှာကမလုပ်နိုင်ဘူးမဖြစ်နိုင်ဘူးမရနိုင်ဘူးဆိုတဲ့အတွေးတွေနဲ့ကိုပိတ်လောင်မထားမိစေဖို့အတွက်ပဲဖြစ်ပါတယ် group 2 soul family များအတွက်အနည်းက university ကမိမိကိုနောက်6လအတွက်ပေးချင်တဲ့ message ကလေးတကက်ကိုဆက်ပြီးတော့ဆွဲသွားပါမယ်โอเคအဲ့တော့ဒီကြလာတဲ့ကက်ကလေးတွေကအရင်အလိုက်ဖြစ်နေလို့အနေတော်မှပဲကက်လေးဆက်နေရင်လည်းအရင်ပျော်မိလာတယ်University message က I focus my thoughts on abundance and gratitude ဆိုတဲ့ကလေးထွက်လာတယ်ငါရဲ့အတွေးတွေကိုပြည့်စုံကြွယ်ဝခြင်းနဲ့ကျေးဇူးတရားတွေအပေါ်မှာပဲအာရုံစိုက်ထားပါတယ်တဲ့ဆိုတော့ manifestation လုပ်နေတာပဲပေါ့ဒီကက်ကလေသူတို့ chakra ကိုစားပြုတဲ့ကက်ဖြစ်ပါတယ်ဆိုတော့အနေတို့ရဲ့group 2 soul family များအတွက် message ကတော့ရှင်းရှင်းလင်းလင်းပေါ်လာတယ် university ကလည်းပြောချင်နေတယ်ဘာလို့ချင်တယ်လဲလိုချင်တာမှန်တယ်မြကိုကိုယ့်ရဲ့အတွေးတွေနဲ့ရယူနိုင်မယ့်ကာလတွေဖြစ်ပါတယ်မင်းတို့ငါကလက်ဆောင်တွေပေးထားတဲ့လတွေဖြစ်ပါတယ်လက်ဆောင်တွေပေးထားတဲ့လတွေကိုအလဟာသက်အဖြစ်မခံပါနဲ့ဒီနေ့ကစပြီးကိုယ့်ရဲ့အတွေးတွေကိုစူးစီးပါ focus လုပ်ပါကိုယ့်ရဲ့ဘဝရဲ့တကယ့်စစ်မှန်တဲ့ရည်ရွယ်ချက်တွေကိုရှာဖွေပါ energy ကောင်းအောင်လို့ကိုပြန်တာဝန်ယူပါ energy ကောင်းအောင်မိခင်ကဘာမြေကြီးနဲ့ချိတ်ဆက်ပါဆိုတာတွေပြောနေတယ်ပြည့်စုံကြွယ်ဝခြင်းနဲ့ဂျေစုတရားတွေကို focus ထားလိုက်ပါတဲ့အဲ့တော့နောက်6လအတွင်းမှာ group 2 soul family များအတွက်ကတော့ဖြစ်စဉ်တဲ့ဆန္ဒတွေမှန်သမျှဖြစ်ဖို့အတွက် portal တွေပွင့်နေပြီလို့အနေတို့တွေ့လိုက်ရတယ်ဆိုတော့ group 2 soul family များအတွက်အမြဲစိတ်လှုပ်ရှားစရာကောင်းတဲ့လတွေပါကိုပြန်ပြီးတော့ဆွဲခေါ်ပါကိုကပြင်းနေတယ်ကိုကစိတ်ဓာတ်တွေကျနေတယ်ပြင်ပရဲ့ကန့်သက်ချက်တွေအောက်မှာကိုပိတ်လောက်ထားမိနေတယ်ဆိုရင် university ကကိုလက်ဆောင်ပေးထားတဲ့လတွေကအလဟာတက်ဖြစ်သွားပါလိမ့်မယ် manifestation စလုပ်ပါကိုရဲ့ energy ကိုပြန်ပြီး focus လုပ်ပါကိုဘာကိုလိုချင်တာလဲဘာကြောင့်လိုချင်တာလဲဆိုတဲ့အဖြေတွေကိုရှာဖွေကြည့်ရင် group 2 soul family များဟာနောက်6လအတွင်းမှာကိုဖြစ်ချင်တဲ့စန္ဒတွေအားလုံးပြည့်ဝလာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်เนาะဆိုတော့ဒီနေ့ရဲ့ message လေးက group 2 soul family များအတွက်အကူအညီလေးဖြစ်စေမယ်လို့အနေယုံကြည်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ဆောင်ကြပါမယ်ရှင် group 3 soul family များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ရဲ့ reading လေးကိုအနေနဲ့စလိုက်ကြရအောင်ပါဒီနေ့ရဲ့ reading လေးကတော့
2025 ခုနှစ်ရဲ့ကျန်းရှိနေတဲ့6 လအတွက်ကိုအတွက်ဘာရီဆောင်ဆိုင်နေမလဲကိုဟာကိုဘာရီအသစ်ပြင်ဆင်ပြောင်းလဲထားရမလဲဆိုတာနဲ့နောက်6 လအတွက် University ကမိမိကိုဘယ်လို message မျိုးပေးချင်နေတယ်လဲဆိုတာလေးတွေကိုလက်ခံရယူကြမှာဖြစ်ပါတယ်။ So group 3 so family များကိုစားပြုနေတဲ့ကြောက်ကလေးကတော့ heart shape amethyst လေးဖြစ်ပါတယ်ဆိုတော့ amethyst ကတော့အနေတို့အတွက်ဒါ spiritually healing stone ဖြစ်တယ်ပေါ့နော်spiritually ကိုယ့်ရဲ့စိတ်ဝိညာဉ်ကိုကုစားပေးနေတဲ့ကြောက်လေးဖြစ်တယ် healing လုပ်တဲ့အချိန်ဒီမှာဆိုရင် amethyst stone ကိုအနေတို့ကစောင်းထားကြရတယ်ဆိုတော့ group 3 so family များအတွက်ဒီကြောက်လေးကိုဆွဲလိုက်တယ်ဆိုတာကကို healing လုပ်နေတဲ့လတွေဖြစ်နေမယ်လို့အနေယုံကြည်တယ် healing လုပ်ခဲ့ပြီးတာလည်းဖြစ်နိုင်တယ်လို့မျိုးကို healing လုပ်ဖို့အတွက်ရွေးချယ်လိုက်တဲ့လတွေသူများတွေနဲ့နိုင်ရှင်မနေတော့ဘူးကိုအတွက်မကောင်းတဲ့သူတွေကိုဆွဲမထားတော့ဘဲနဲ့ကိုရွေးချယ်ပြီးတော့မှကိုအတွက်ကိုပဲရှင်သန်သွားတော့မယ့်လတွေဖြစ်နေမယ်လို့အနေကတော့ခံစားနေမိပါတယ်။ So အနေတို့တွေဒါအဓိက message ကိုဆွဲကြည့်ကြမယ်အဓိက message ကိုကြည့်လိုက်ကြရအောင် group 3 so family များအတွက်နောက်6 လအတွက်ဘာ energy ရှိနေမလဲ so ဓာတ်ကိုတွေးရတယ်ဒီလိုဓာတ်ကိုတွေးလိုက်ရပြီဆိုရင်ဒါတေချာပေါက် new energy ကိုစားပြုနေတယ်ပေါ့နော် energy အသစ်တွေကိုစားပြုနေတယ် healing လုပ်နိုင်ခဲ့တာတွေကိုပြနေတယ်ကိုအတွက်မကောင်းတဲ့လူတွေကိုလွတ်ချနိုင်ခဲ့ပြီးတော့မှကောင်းတဲ့အရာတွေကိုပဲလက်ခံတော့မယ်ဆိုရင်စိတ်ဆုံးဖြတ်ချက်တွေလုပ်ခဲ့တာတွေကိုစားပြုနေပါတယ်အဲ့တော့ဒီကက်လေးမှာ divine protection courts cut နဲ့ breakthrough energy လို့ရေးထားတယ် okay အဲ့တော့အနေတို့ဒါလေးကို interpret လုပ်ကြည့်ကြရအောင်ပါเนาะဆိုတော့ group 3 so family များအတွက်ကတော့နောက်6 လအတွင်းမှာကိုယ့်ရဲ့ energy ကဓာတ်တစ်ချောင်းကြိုက်ထားသလိုပဲငါရှိမှာဘာပဲလာအရာအလုံးငါရှင်းထုတ်ဖြစ်ပြီးတော့မှကိုယ့်အတွက်ကိုပဲအကောင်းဆုံးရှင်းသန်မယ်လို့ရွေးချယ်လိုက်တဲ့လတွေဖြစ်ပါလိမ့်မယ်အသစ်စတင်ခြင်းတွေလည်းရှိနေတဲ့အတွက်ကြောင့်မလို့နောက်6 လအတွင်းမှာမိမိကအသစ်စတင်တာတွေကိုလုပ်ရလိမ့်မယ်လို့လည်းအနေအခံစားနေမိပါတယ်အလုပ်အသစ်စားတာပဲဖြစ်ဖြစ်ပညာအသစ်သင်တာပဲဖြစ်ဖြစ်ပေါ့နော်ကိုကဒီ2025ရဲ့ရှေ့6 လမှာလိုချင်ခဲ့တယ်ဆိုတဲ့အရာတွေကိုလည်းပဲကိုပြန်သုံးသပ်ရင်းနဲ့ငါတကယ်လိုချင်တဲ့အရာတွေကဒါတွေမဟုတ်ပါလားဆိုတဲ့အတွေးတွေပေါ်လာမဲ့လတွေလည်းဖြစ်ပါလိမ့်မယ်ငါတကယ်လိုချင်တဲ့အရာကဘာလဲဆိုတာကိုစရှာပြီးတော့မှအသစ်စတင်ဖို့အတွက်ကိုကဝင်မလေးတော့မဲ့လတွေဖြစ်ပါလိမ့်မယ်အနေတော့ group 3 so family များအတွက်နောက်6 လအတွင်းမှာအသစ်တွေကိုပဲရွေးချယ်ပါလို့အကြံပြုချင်ပါတယ်။ဘာတွေပဲဖြစ်ဖြစ်အဟောင်းတွေကကိုယ့်အတွက် self မဖြစ်တော့ကိုယ့်အတွက်မဟုတ်နေတော့ဘူး။ကိုကဒီအဟောင်း energy တွေထဲမှာပို့ပြီးတော့နစ်မွန်လာတယ်လို့ခံစားနေရပြီးဆိုရင်ဓာတ်တစ်ချောင်းဒီမှာပြထားလို့ပဲလွှတ်ချလိုက်ဖို့ဖြတ်ချလိုက်ဖို့ဝင်မလေးပါနဲ့။ divine protection လေး divine protection ဆိုတဲ့ message လေးပါလာတဲ့အတွက်ကြောင့်မလို့ group 3 so family များဟာနောက်6 လအတွင်းမှာကိုယ့်ရဲ့ angel spirit guide တွေရဲ့အဆောက်အအုံတွေကိုရနိုင်မဲ့လာတွေဖြစ်ပါတယ်။ဆိုတော့လက်တွေ့ဘဝမှာလေကိုယ့်ရဲ့မိဘတွေကိုယ့်ရဲ့ဆရာသမားကောင်းတွေရဲ့စောင့်ရှောက်မှုတွေကိုလည်းရနေလိမ့်မယ်။ဆရာသမားကောင်းတွေမိဘတွေကကိုယ့်အတွက်မကောင်းတဲ့အရာတွေကိုလွှတ်ချပြီးတော့ဒီလိုလွှတ်ချနိုင်ခဲ့တဲ့အတွက်လည်းဘေးကနေပြီးတော့အားပေးကူညီနှင့်သိမ့်မှုတွေလည်းပေးနေမဲ့လာသလားဖြစ်ပါတယ်။မိဘဆရာသမားတွေမဟုတ်ရင်တော့ကိုယ့်ရဲ့ဘဝမှာယုံကြည်ရတဲ့သူတွေကကိုယ့်အတွက်မမရက်တည်ပေးနေတာမျိုးလေးတွေကိုတွေ့လာရပါလိမ့်မယ်။ဘယ်သူကကိုယ့်အတွက်စစ်မှန်တဲ့သူလဲဘယ်သူကတော့ကိုယ့်အတွက်မဟုတ်ဘူးလဲဆိုတာတွေကိုလည်းပဲရှင်းရှင်းလင်းလင်းမြင်လာရမယ့်လတွေဖြစ်ပါတယ် breakthrough energy ဆိုတာကိုပြတာဖြစ်တဲ့အတွက် group 3 so family များကကိုယ့်ရဲ့ပြောင်းလဲမှုကိုကိုယ်တိုင်ကလှုပ်ယူရမယ့်လတွေဖြစ်ပါတယ်နောက်တော့ထဲမှာတော့ပြင်ပဆိုင်ရာပြောင်းလဲမှုတွေဒီ6 လအတွင်းမှာတော့အများကြီးပြောင်းလဲလာနိုင်မှာမဟုတ်ဘူး inner changes တွေအများကြီးဖြစ်နေရမယ့်လတွေပါ group 3 so family များအတွက်ကတော့ကိုယ့်ရဲ့အတွင်းထဲမှာကိုပြောင်းလဲရမယ့်အရာတွေကိုယ့်ရဲ့မကောင်းတဲ့အလေးချက်အဟောင်းတွေ toxic ဖြစ်တဲ့အရာတွေ additive ဖြစ်ပြီးဆွဲလန်းနေမိတဲ့အရာတွေကိုယ့်အတွက်ကောင်းကျိုးမပေးတဲ့အရာတွေကိုပဲအဓိကအာရုံစိုက်လွှတ်ချပြီးတော့မှအသစ်စတင်ဖို့ energy တွေစုစည်းရမယ့်လတွေဖြစ်နေပါလိမ့်မယ် so group 3 so family များအတွက်နောက်6 လအတွင်းမှာကိုယ့်အတွက်ဘာတွေစောင့်ဆိုင်နေမလဲဆိုတဲ့ message ကလေးကိုစာပြီးဆွဲကြည့်ရအောင်ပါOkay group 3 so family များအတွက်နောက်6 လအတွင်းမှာဘာတွေစောင့်ဆိုင်နေလဲဆိုတဲ့အချိန်မှာအနေပထမဆုံးမြင်လိုက်ရတာတော့ the lion ပေါ့နော်ချင်းတွေကိုစပြီးမြင်လိုက်ရတယ်ဆိုတော့
စနေကိုစာမြင်လိုက်ရပြီးတော့ our ကမှာလေ leadership ကိုရေးထားတယ်ဆိုတော့အန်ရိုရှီယာရခဲ့တဲ့ message အတိုင်းပဲကိုဦးဆောင်ရမယ့်အချိန်ကိုရောက်ရှိလို့လာပြီဖြစ်ပါတယ်ဆိုတော့ group 3 so family များအန်ရဲ့ self mastery ဆိုတဲ့ video လေးကိုမကြည့်ရသေးရင်နားထောင်ပါလို့လည်းအန်တိုက်တွန်းခြင်းနဲ့အန်ဖြတ်ခနဲဝင်လာတဲ့ message လေးပေါ့နော်ဆိုတော့ကို self mastery လုပ်ရမယ့်အချိန်ကိုရောက်ရှိလို့လာပြီဖြစ်ပါတယ်အဲ့တော့ကိုအတွက်မမျှတခဲ့တဲ့အရာတွေဒီမှာချိန်ခွင်လေးရှိတော့ကိုအတွက်မမျှတခဲ့တဲ့အရာတွေအားလုံးကိုမျှတအောင်ပြန်ပြီးတော့မှလှုပ်ဆောင်ရမယ့်အချိန်ကိုရောက်ရှိလို့လာပြီဖြစ်ပါတယ်ကိုဦးဆောင်ရမယ့်အချိန်ကိုရောက်ရှိလာပြီကိုဟာတစုံတယောက်ရဲ့လွှမ်းမိုးမှုတစုံတယောက်ရဲ့ဦးဆောင်မှုအောက်မှာရှိနေခဲ့တယ်ဆိုရင်ဒီအချိန်မှာကိုဦးဆောင်ဖို့အတွက်အချိန်ကိုရောက်ရှိလို့လာပြီဖြစ်တယ်ကိုရဲ့လုံနိုင်စွမ်းတွေကိုကိုယ်တိုင်ယုံကြည်ဖို့အချိန်ကိုရောက်ရှိလို့လာပြီဖြစ်ပါတယ်group 3 so family များကဒီ message ကိုလက်ခံရယူနေရင်းနဲ့ပဲငါပြောင်းလဲရမယ့်အရာတွေကဘာတွေလဲဆိုတာကိုအတွေးတွေပေါ်လာပါလိမ့်မယ်။ကိုယ့်ရဲ့မကောင်းတဲ့အလေးအကျင့်တွေဆွဲနေမိအချိန်ဆွဲနေမိတဲ့အရာတွေလှုပ်ထိုက်တာတွေကိုမလုပ်ဘဲနဲ့တွတ်ဆုပ်နေမိတာတွေကပေါ်လာလိမ့်မယ်လို့အနည်းယုံကြည်တယ်။အဲ့ဒါတွေအားလုံးကိုညွှန်ပြနေတာဖြစ်ပါတယ်။နော်မကောင်းတဲ့ parents တွေကို cut လုပ်လိုက်ပါတော့ကိုဦးဆောင်လိုက်ပါတော့ကိုဦးဆောင်မှုတွေလုံးမှာပဲနောက်6လအတွင်းမှာပြောင်းလဲမှုတွေကရောက်လာနိုင်မှာဖြစ်ပါလိမ့်မယ်ဆိုတော့ group 3နဲ့ group 2ရဲ့ message ကနည်းငယ်စင်တူတယ်ပေါ့နော်ဆိုတော့ group 3 so family များအတွက်က group 2ကိုလည်းကိုကနည်းနည်းလေး attractive energy က attractive ဖြစ်နေရဆိုရင်နားထောင်ကြည့်ဖို့အနေတိုက်တွန်းနေဆိုတော့နောက်တစ်ခုကနေတော့ဒီဘက်မှာ Rosemary Asian Memory ဆိုတဲ့ကက်ကလေးရထားတာဖြစ်ပါတယ်ဆိုတော့ group 3 so family များကနောက်6လထဲမှာ deep healing သွားရမယ့်အချိန်ကိုရောက်ရှိနေပြီကို deep healing အပေါ်ရလေးပဲစိတ်ပျော်ရွှင်ရလောက်အောင်စိတ်ကျေနပ်ရလောက်အောင်ငါ healing လုပ်နေတယ်ဆိုတဲ့စိတ်ကလေးဖြစ်ရလောက်အောင်ပဲလုပ်မှာမဟုတ်တော့ဘဲနဲ့တကယ့်ကိုအတွင်းလေးကကိုယ့်ရဲ့ပုံစံအစစ်အမှန်ကို healing လုပ်ရမယ့်အချိန်ကိုရောက်ရှိလို့လာပြီဖြစ်ပါတယ်ကို heal လုပ်ရမယ့်အရာတွေကလည်းပြန်ပေါ်လာလိမ့်မယ် group 3 so family များအတွက်ကနောက်6လရဲမှာကိုယ့်ရဲ့ ex တွေပြန်လာတာမျိုးတွေပဲဖြစ်နော်ကိုနေပြဿနာလေးဖြစ်ထားတဲ့လူတွေနဲ့ပြန်ဆုံစည်းရတာပဲဖြစ်ပြဿနာတွေဖြစ်ခဲ့ပူတဲ့သူတွေရဲ့သတင်းတွေကိုပြန်ကြားရတာတွေပဲဖြစ်ရှိကောင်းရှိနေလိမ့်မယ်အဲ့ဒီအချိန်မှာတေချာစဉ်းစားပါဒီလူတွေနဲ့ကိုပြန်ပတ်သက်ချင်တာလား drama တွေကိုပြန်ဝင်ချင်တာလားကိုရဲ့ ex တွေကပြန်လာတယ်ဆိုရင်လည်းပဲ तू ကငါ့ကို disrespect ဖြစ်ခဲ့တာမလေးမစားဖြစ်ခဲ့အဲ့ disrespect ဖြစ်ခဲ့တာကိုငါနောက်တစ်ခါပြန်ပြီးတော့ယူအောင်မလားဆိုတဲ့မိကုမျိုးတွေမေးကြည့်ပါအဲ့ဒီတော့ခံစားမိရဲ့ group 3 so family များအတွက်ကိုယ့်ရဲ့အတိတ်ကလူတွေကနောက်6လထဲမှာအကြောင်းမျိုးမျိုးနဲ့ပြန်လာလိမ့်မယ်မဟုတ်ရင်လည်းသူတို့ရဲ့တည်နေကြရမှာပေါ့နော်ဆိုတော့အန်တို့အဲ့အချိန်မှာဘယ်လို drama တွေမှမပါပါနဲ့ physically ရော energetically ရောမပါပါနဲ့So physically ရတာသူတို့ကိုသွားပြီးတော့ဆက်ဆံတာစကားတွေပြောတာမျိုးတွေပေါ့နော်မလုပ်ပါနဲ့ energetically ရတော့ဟုတ်တယ်ငါ့ကိုလုပ်ခဲ့တာကိုခံရမှာပေါ့ဆိုတဲ့စကားတွေကအစမပြောပါနဲ့သူတို့ရဲ့ fate သူတို့ရဲ့ခါမှာအရာသွားတာဖြစ်တဲ့အတွက်ကြောင့်သူတို့ပြန်လာသည်ဖြစ်စေမလာသည်ဖြစ်စေကိုယ့်ကြောင့်ပြောသည်ဖြစ်စေတောင်းပန်သည်ဖြစ်စေမတောင်းပန်သည်ဖြစ်စေဒါကိုသူတို့နဲ့မတက်ဆိုင်တော့ဘူးဖြစ်တဲ့အတွက်ကြောင့်ကိုဆက်လက်ပြီးတော့ healing လုပ်ရမယ့်အရာတွေပဲလုပ်တော့ပါ group 3 so family များအတွက်ကကိုယ့်အတွက်အစင်းနဲ့စောင့်ဆိုင်နေတဲ့အရာတွေအများကြီးရှိနေပါတယ်เนาะအဲ့ဒီအစင်းဆောင်ဆိုင်နေတဲ့အရာအတစ်တော့အရာတွေကိုလက်ခံဖို့အတွက်ပဲအားတွေမွေးမြူထားပါSo group 3 so family များအတွက်အနေက universe ကပေးချင်တဲ့ message ကလေးနောက်6လအတွက်ကိုစပြီးတော့ဆွဲကြည့်ပါမယ်ဟုတ်ကဲ့ပါဆိုတော့ဒီမှာကြည့်ပါဦးဒီမှာအနည်းနေလုံးကြီးတွေ့လိုက်ရတယ်ကက်ကလေးတွေကချိတ်ဆက်နေတယ်ဒီမှာလည်းနေလုံးကြီးရဲ့တံတန်းပါတယ်ဒီမှာလည်းအနည်း sort of light ဆိုတာနေလုံးကြီးကိုစားပြုတ်ပြီးတော့မှ the sun ရဲ့ energy ကမနော်အနည်း Leo lion ကလည်း the sun ပဲပေါ့နော်ဆိုတော့ group 3 so family များကကိုတောက်ပါမယ့်အချိန်ကိုရောက်ရှိလို့လာပြီဖြစ်ပါတယ်။အရင်ကြံခဲ့တဲ့6လမှာကိုယ့်ရဲ့အယောင်တွေကမေးမိန်ခဲ့တယ်ဆိုရင်ဒီချိန်ကကိုယ့်ရဲ့အရာအဝါတွေပြန်ပြီးတောက်ပါလာမယ့်အချိန်မှာ group 3 so family များကကို project တွေလုပ်ထားတဲ့ကိုစူးစမ်းထားတဲ့အလုပ်တွေရှိခဲ့တယ်အရင်လတွေမှာအတိမတ်ပြုမခံခဲ့ရကြတဲ့6လဟာအတိမတ်ပြုခြင်းနဲ့ခံရမယ့်လဖြစ်ပါတယ်။ social media မှာကိုလှလိုက်တာပိုချောလာလိုက်တာဆိုတဲ့အတန်ကြီးကြားကိုကြားရပါလိမ့်မယ်ပြောင်းလဲသွားတဲ့အင်အားထက်ပိုပြီးကြီးနေလာတဲ့ glow up ဖြစ်လာတဲ့ဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်ရဲ့လုပ်ထားတဲ့အလုပ်တွေကိုဟာသူကတော့တော်လိုက်တာသူကတော့လုံနိုင်လိုက်တာဆိုတဲ့ချီးကျူးခြင်းတွေ recognition တွေအများကြီးရမယ်လာတလားဖြစ်ပါလိမ့်မယ် universal message ကလည်းဒီလိုပါပဲMy passion and visions are expensive
as the sun လို့ရေးထားတယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့စိတ်အားထက်သန်မှုတွေကိုယ့်ရဲ့ဖြစ်ချင်တဲ့ဆန္ဒ visions တွေအားလုံးဟာနေလုံးကြီးတစ်လုံးလိုပဲတဲ့အဝေးကြီးကိုဖြန့်ကျက်နိုင်နေပါတယ်တဲ့ဆိုတော့ university ကအနေတို့ကိုကိုယ့်ရဲ့ကိုယ်ရောင်ဝါကိုချုပ်မထားဘဲနဲ့ဖြန့်ကျက်စေခြင်းနဲ့ငါကဒီလိုလူပါဆိုတာကိုပြစေခြင်းနဲ့ငါဒီလိုတွေအကျိုးရှိအောင်ငါအတွက်ငါရှင်သန်နေတယ်ဘသူအတွက်မှရှင်သန်နေတာမဟုတ်ဘူးကိုကတော့ဘသူရဲ့ချီးမွမ်းခြင်းဟောမှာပဲခံကျင်လို့လုပ်နေတာတော့မဟုတ်ဘူးဒါပေမဲ့ကိုယ့်အတွက်ကိုရှင်သန်တယ်ကိုယ့်အတွက်ကိုအကျိုးရှိအောင်နေရင်းနဲ့ပဲပတ်ဝန်းကျင်ရဲ့အတိအမှတ်ပြုခြင်းတွေကိုရလာမယ်လားဖြစ်ပါတယ်ကိုရောင်ဝါကတောက်ပနေမှာဖြစ်တဲ့အတွက်ကြောင့်University ကနေတို့ကိုနောက်6လတွေပါဘယ် drama မှမပါပါနဲ့အကယ်လို့ကိုယ့်ရဲ့အတိတ်ကလူတွေမဟုတ်ဘူးဆိုရင်တော့ social media ပေါ်မှာဘယ် drama ဘယ်ပွဲမှမပါပါနဲ့လို့ပြောနေတယ်ပေါ့နော် group resource family များအတွက်နည်းနည်းသတိထားမယ့်အရာကတော့ကိုရောအရန်ကြီးအမွှန်းတင်ပြီးမလုပ်ပါနဲ့ Rosemary ဆိုတဲ့ကတ်က super ego ကိုလည်းသူကပြနေတဲ့ကတ်ဖြစ်တဲ့အတွက်ကြောင့်ကိုကြွားဝါခြင်းလေးတွေမပြုဖို့အတွက်တော့အနီကတတိပေးတိုက်တွန်းလိုက်ပါတယ်။ကြွားဝါခြင်းတွေမပြုပါနဲ့ငါကွဆိုတာမျိုးတွေငါလုံးနိုင်ခဲ့ပြီဆိုတာမျိုးတွေကို appreciate လုပ်လို့ရတယ်။အမျိုးရစကားအသုံးနှုန်းသုံးနေဆိုတာကလည်းကွာသေးတယ်လေနော်။ဆိုတော့ကိုအတိမတ်ပြုတာကိုကျေးဇူးတင်တာမျိုးတွေကတော့လုပ်လို့ရတယ်။ဒါပေမဲ့ငါလုံးနိုင်ခဲ့တယ်ဆိုတာကိုတစုံတယောက်ကိုကြွားဝါခြင်းနဲ့ intention မျိုးပါနေပြီဆိုရင်တော့အန်ယူ group 3 so family များအတွက်နည်းနည်း block လေးတွေဖြစ်လာလိမ့်မယ်ပြောရတော့လည်း drama လေးတွေဖြစ်လာလိမ့်မယ်ပေါ့နော်ဆိုတော့ drama လေးတွေဖြစ်လာတဲ့နောက်ကိုအန်ယူကကြိုပြီးရှောင်ထားလိုက်ပါဒါမှပဲကိုယ့်ရဲ့ကိုယ်ရောင်ဝါကိုအတောက်ပဆုံးနေလို့ရမယ်ကိုလုံးဆရာရှိရဲ့အရာတွေကိုဆက်လက်ပြီးတော့မှလှုပ်ဆောင်လို့ရသွားမှာဖြစ်တယ်။ and already social life ကိုကြည့်နေရင်လည်း group 3 so family များအတွက်ပေါ့နော်အလုပ်ကအခွင့်အလမ်းအသစ်တွေလမ်းကြောင်းအသစ်တွေလည်းပေါ်လာမယ်လို့လည်းခန်းစားနေရပါတယ်။ဆိုတော့ group 3 so family များရဲ့ energy aura တောက်ပမှုတွေကိုအန်ယူ message တွေကနေတဆင့်ရရှိခဲ့ပြီးပါပြီ။နောက်6လအတွင်းမှာကိုအာယုံဆိုင်လိုက်ပါကို deep healing လုပ်လိုက်ပါဘယ် drama ကိုမှမပါပါနဲ့ကိုဝါသနာပါတဲ့အရာတွေကိုဘသူ drama လုပ်တာမဟုတ်ဘဲကိုအတွက်ကိုလုပ်ရင်းနဲ့ကိုဘဝရဲ့အမြင့်ဆုံးပုံစံ higher self နဲ့ချိတ်ဆက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်ဆိုတော့ဒီနေ့ message တွေကအန်ဒီတို့ so family များအတွက်အကူအညီလေးဖြစ်မယ်လို့ယုံကြည်ပါတယ်အန်ဒီတို့နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ဆောင်ကြပါမယ်ရှင်